ပိုင်း9မှာတော့ဘသူကဒေါ်လာတန်းစုကြီးကိုအိမ်ပြန်ယူသွားနိုင်မလဲကြည့်လိုက်ရအောင်ဗျာပထမဆုံးကစားသမားအာကီယာမာကတော့ရုံးခန်းထဲကမိတ္တူဆက်ကိုသဘောကျသွားပြီးအထက်ကပစ္စည်းတွေကိုအကုန်ထုတ်ကလူပုံးလို့ရမယ့်နေရာအဖြစ်ဖန်တီးလိုက်ပါတယ်။ကျောင်းသားတွေတုံးလေးမရှိတဲ့ဆက်ဖြစ်တာကြောင့်အမိခံရဖို့အခွင့်အရေးကတော်တော်လေးနည်းပါတယ်။ဒုတိယကစားသမားကီကူတာကတော့စာသင်ခန်းစင်ကြံပေးကပစ္စည်းထားတဲ့ဗီဒီယိုကိုပြုပြင်လိုက်ပါတယ်။ဗီဒီယိုထဲမှာဒီအတိုင်းပုံနေတာကရိုးလုံးတာကြောင့်ဗီဒီယိုအတွင်းထဲမှာလျှို့ဝှက်တကားတစ်ခုနဲ့လျှို့ဝှက်အခန်းကိုဖန်တီးလိုက်ပါတယ်။ပြင်ပမှာတော့တမျက်စီးတွေကိုဟန်မပြတ်ထည့်ထားလိုက်ပါတယ်။တတိယကစားသမားယူမီကိုကတော့ဘိုင်အိုအခန်းထဲကစင်မြင့်ကုံအတွင်းပိုင်းမှာအခန်းငယ်လေးတစ်ခုပြုပြင်ပုံအောင်နေတာပါ။ခုံရဲ့နောက်ကျောဘက်ကိုဘသူမှသတိမထားမိတာကြောင့်ဒါဟာတော်တော်လေးကောင်းမွန်တဲ့နေရာတစ်ခုဖြစ်ပါတယ်။စတုထကစားသမားမာစုအိုကလည်းဒီအခန်းထဲမှာပဲပုံနေတာပါ။သူကတော့ငကိုရှိပြီးသားဗီဒီယိုတွေနဲ့ထပ်တူကြတဲ့ဗီဒီယိုအသစ်တစ်ခုကိုထပ်တိုးလိုက်ပြီးအထဲမှာလိပ်ပြရုပ်ပုံစံတွေနဲ့အလှဆင်လိုက်ပါတယ်။သူကသူ့ကောင်းကိုအပြင်မှာဖော်ထုတ်ထားပြီးလူသားရုပ်ပြပစ္စည်းတစ်ခုအဖြစ်ဟန်ဆောင်ထားတာပါ။မာစုအိုတို့ကတော့လှုပ်လိုက်ရင်အစမ်းတွေကြီးပါပဲဗျာ။ပစ္စမကစားသမားအိုကာဘူးကတော့စာတင်ဆောင်ဘေးကမြေကွက်လက်မှာကျင်တူပြီးမြေအောက်ထဲမှာပုံနေပါတယ်။အပေါ်ကနေပန်းအိုးတွေနဲ့ဖုံးအုပ်ထားတာမို့အလဲကပန်းအိုးကိုဖယ်လိုက်မှသာအိုကာဘူးရဲ့မျက်နှာကိုတွေ့နိုင်မှာဖြစ်ပါတယ်။နောက်ဆုံးကစားသမားစူပင်ကတော့ကျောင်းရဲ့ခမ်းမကြီးတွေကနေရံမှာအခန်းလေးတစ်ခုဆောက်ပြီးပုံဖို့ရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့ဒီခမ်းမဟာပြိုင်ပွဲကျင်းပမဲ့နေရာဖြစ်နေတာကြောင့်စူပင်ဟာတရက်ကြိုပြီးလာပုံနေခဲ့ရပါတယ်။အခုဆိုရင်ကစားသမား6ဦးလုံးပုံအောင်လို့ပြီးသွားပါပြီ။အချိန်စားတာနဲ့ကျောင်းသားတွေဟာကျောင်းဝင်းအနှံ့ကိုအပြေးလွှားရှာဖွေကြပါတော့တယ်။ဘိုင်အိုခန်းထဲကိုအရင်ဆုံးရောက်ရှိလာပြီးတောင်းမှရှိတဲ့မာစုအိုကိုချက်ချင်းမြင်သွားကြပါတယ်။တမိနစ်တောင်မပြည့်ခင်မှာပဲမာစုအိုတယောက်ပြိုင်ပွဲကထွက်လိုက်ရပါပြီ။ဒါပေမဲ့သူမိခံလိုက်ရတာဟာယူမီကိုအတွက်အာယုံလွှဲပေးတယ်လို့ဖြစ်သွားပါတယ်။တစ်ဖက်မှာလည်းအာကီယာမာပုံနေတဲ့မိတ္တူဆန္ဒကိုကျောင်းသားအုပ်ကြီးဖြစ်ပြေးသွားပေမဲ့ဆရာတွေတုံးတဲ့ဆက်ဖြစ်တာကြောင့်ဘသူမှလက်နဲ့တောင်မထိရဲကြပါဘူး။ဒီအချိန်မှာစူပင်ပုံနေတဲ့ခမ်းမဘက်ကိုတော့အလန့်ဝေးတာကြောင့်ဘသူမှရောက်မလာသေးပါဘူး။မြေအောက်မှာပုံနေတဲ့အိုကာဘူးလည်းအခြေအနေကောင်းနေပါတယ်။ဒါပေမဲ့ကီကူတာကတော့မိန်းကလေးတွေရဲ့ဆိတ်ဆက်တဲ့ရှာဖွေမှုကြောင့်ဒုတိယမြောက်အမိခံလိုက်ရပါတယ်။အခုဆိုရင်ကစားသမားလေးယောက်ပဲကျန်ပါတော့တယ်။ယူမီကိုကတော့နေရာချင်းလုံးလို့သူ့ခန္ဓာကိုယ်ကတောက်မခံနိုင်တော့ပဲတစ်စက္ကန့်ချင်းစီတိုင်းမှာနှိပ်စက်ခံနေရတယ်လို့ခံစားနေရပါတယ်။အချိန်တွေကုန်ဆုံးသွားပြီးကျောင်းသားတွေထပ်မတွေ့တော့တဲ့အခါမှာကျောင်းအုပ်ကြီးကအချိန်9မိနစ်ထပ်တိုးဖို့တောင်းဆိုလိုက်ပါတယ်။စုကြီးကိုလည်းနှစ်ဆတိုးပေးလိုက်တာကြောင့်အားလုံးစိတ်လှုပ်ရှားသွားကြပါတယ်။ယူမီကိုအတွက်တော့အတော်လေးဒုက္ခရောက်နေပေမဲ့ဒရိုက်တာကအမိခံထားရတဲ့မာစုကိုတုံးပြီးအာယုံလွဲခိုင်းလိုက်လို့ခဏတာကိုလက်ဆံခွင့်ရသွားပါတယ်။ခမ်းမတွေကစူပင်ကတော့အခုမှအကြက်တဲနဲ့တွေ့နေရပါပြီ။မိန်းကလေးတယောက်ကလိုက်ကကြားကနေချောင်းကြီးစစ်ဆေးတာကိုကန်ကောင်းထောက်မစွာနဲ့ကြော်ဖြတ်နိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒေါ်လာ2တန်းစီရရှိသွားကြတဲ့ဒီကစားသမားလေးယောက်ဟာသူတို့ရဲ့စိတ်ရှည်မှုနဲ့ထက်မြက်တဲ့ပုံနည်းတွေကြောင့်ဒီကနေ့ရဲ့အောင်နိုင်သူတွေဖြစ်သွားကြပါတော့တယ်။